ယရနာဂီရီမှတီဘောမင်း၏တစ္ဆာရှိဝင်မင်းများ1914မြမသမိုင်းမှာစိတ်ဝင်စားစရာကောင်းတဲ့ဒီရှားပါတပ်ပုံလေးကိုမြင်ဘူးကြပါသလားဒါကတော့1914ခုနှစ်ကအိန္ဒိယနိုင်ငံယရနာဂီရီကိုရောက်ရှိနေတဲ့တီဘောမင်းရဲ့တစ္ဆာရှိဝင်မင်းတွေရဲ့နောက်ဆုံးတွေ့ဆုံပွဲမှတ်တမ်းပုံလေးပဲဖြစ်ပါတယ်ဒီအချိန်ဟာပါတော်မူတီဘောမင်းရဲ့သမီးတော်တွေနားထွင်းမင်္ဂလာပြုလုပ်တဲ့အချိန်ဖြစ်ပါတယ်ဒီအခမ်းအနားကိုမလွဲမသွေဆက်တကန်တော့ဖို့ခက်ခဲတဲ့ကြားကရောက်လာကြတဲ့မြမသစ္စာခံဝင်ကြီးမှုမှတ်တွေကိုလွမ်းဆွဖွယ်တွေ့မြင်ရတာပါပုံထဲမှာဆိုရင်ခေါင်းပေါင်းဖြူဝစ်လုံကိုစီနဲ့ဝင်မင်း9ယောက်ကိုတွေ့ရမှာပါဘယ်ဘက်ကနေရေတွက်ရင်ဝက်မစွတ်ဝင်ထောက်ဦးလက်အဝေးရောက်မင်းဦးအောင်ကြီးနားခံတော်ဦးချုံစာရီတော်ကြီးဦးမိုင်းနဲ့အခွန်ဝင်ဦးသူတော်တို့ပဲဖြစ်ပါတယ်သူတို့ရဲ့အနောက်ဘက်မှာတော့တီဘောမင်းရဲ့မင်းစရာဖြစ်တဲ့ဦးဇန်နဲ့သူ့ရဲ့ညီဦးကဝီတို့လည်းပါဝင်နေတာကိုသမိုင်းဝင်မှတ်တမ်းအဖြစ်တွေ့ရပါတယ်မြမသမိုင်းကရှားပါမှတ်တမ်းလေးမှုဗီဒီယိုလေးကိုဆက်ထားပြီးသမိုင်းကိုစိတ်ဝင်စားတဲ့တငယ်ချင်းတွေကိုလည်း share ပေးသွားပါဦးနော်